တရုတ်စကားပြောကိုတလတဲ့နေ့လေ့လာပြီးပြောတတ်ရမယ်။တလထက်ကျော်သွားလို့မပြောတတ်သေးရင်လေ့လာရနေလားမားနေပါပြီ။ Hello အားလုံးမင်္ဂလာပါJane ပဲဖြစ်ပါတယ်။ English စကားပြောနဲ့တရုတ်စကားပြောသင်ကြားပေးနေတဲ့ Jane ပါ။တရုတ်စကားပြောတတ်ဖို့ဆိုတာ၃ချက်ပဲလုပ်ပါတယ်။နောက်ဆုံးချက်ကထိရောက်ဆုံးနဲ့အရေးကြီးဆုံးပါ။ Number 1တရုတ်တန်ထွက်ဖြစ်တဲ့ခင်းကိုအရင်ဆုံးပိုင်နိုင်အောင်လေ့လာရမှာဖြစ်ပါတယ်။ Number 2တရုတ်အတန်ထွက်အနှိမ်အမြင့်၅ခုကိုပိုင်နိုင်ရင်ဘယ်စကားလုံးပဲလာအတန်ထွက်ပြပြတတ်တတ်နဲ့ပြောတတ်မှာဖြစ်ပါတယ်။နောက်ဆုံးအထီရောက်ဆုံး Number 3ကတော့တရုတ်ခင်းနဲ့အတန်ထွက်အနှိမ်မြင့်၅ခုကိုနည်းစနစ်ကြဘယ်လိုလေ့ကျင့်ရမှာလဲဆိုတာပဲဖြစ်ပါတယ်။ Jane ရဲ့တရုတ်စကားပြောသင်တန်းမှာတော့ပြောပြသွားတဲ့အချက်၃ချက်တွေကို video class လေးနဲ့စနစ်တကျဘယ်လိုပိုင်နိုင်အောင်လေ့လာရမလဲဆိုတာကိုအစင်သင်ထားပြီးကိုတရုတ်စကားပြောတိုးတက်ဖို့ကိုပိုင်ချိန်လေးနဲ့အေးဆေးလေ့လာလို့ရယုံတယ်မကကိုနားမလည်တဲ့သင်ခန်းစာလေးတွေရှိရင်လေ Jane ကိုအချိန်မရွေးမေးလို့ရပါတယ်။သင်တဲ့ချက်လေးကတော့မြန်မာငွေ8000ချက်ပဲဖြစ်ပါတယ်။သင်တဲ့အမှဆိုရင်တော့ Jane ရဲ့ Viber မှာတရုတ်စကားပြောသင်တန်းဆိုပြီးပို့လိုက်ရုံပါနော်။အားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။ Jane ရဲ့ YouTube channel ကို like and subscribe နေပေးပါနော်။我们下次见，拜拜。